အရှင်နာရာယနာကနန္ဒဘလူးကိုတက်ပြီးဓာတ်ဂီတီအဖြစ်ကျင်းစာတိုက်လိုက်တဲ့နောက်မှာဓာတ်ဂီတီဟာတကိုးကြီးတဲ့ဘလူးမင်းဖြစ်လာပါတယ်။ဒါပေမဲ့သူဟာဘိုးဘွားတွေလိုတရားဆောင်ရှောက်သူမဟုတ်ပဲအလူရမဲ့ကြီးသူလူမိုက်ဆန်သူဖြစ်လာပါတယ်။သူဟာဘသူသားမယားပဲဖြစ်ဖြစ်ဘလူးတော်ဝါမျိုးပဲဖြစ်ဖြစ်သဘောကျရင်ပရိယေနဲ့ဖြစ်စီပစ္စည်းဥစ္စာနဲ့ဖြစ်စီအာရမဖြစ်စီရအောင်ယူတတ်ပါတယ်။နောက်ပိုင်းမှာသူ့ဖခင်စီကနေအလင်္ကာဒီပနန်းဆန်အာနာကိုဆက်ခံပြီးတဲ့နောက်သူ့ရဲ့အာနာဟာလောကသုံးပါးလုံးကိုတုံ့လှုပ်စေခဲ့ပါတယ်။နတ်မင်းတွေနဂါးတွေဂလုံးတွေကိုလိုက်လံနှိပ်စက်တဲ့အတွက်သူ့မှာနောက်လိုက်အင်အားတွေအများကြီးရှိလာပါတယ်။သူ့မှာတာသမီပေါင်း1019ယောက်ရှိတဲ့အထက်မှာမိဖုရားနန်တော်နဲ့ရတဲ့တာဖြစ်သူရဏဖတ်ဟာလေသူ့အဖေရဲ့ဆရာခေါ်ဖို့ရသည့်စီမှာပဲပညာသင်ကြားခဲ့ပါတယ်။သူဟာတရားကျင့်ကြံတဲ့အတွက်မဟာနတ်ဘုရားသုံးပါးစီကနေထူးခြားတဲ့လက်နက်တွေရရှိခဲ့ပါတယ်။အရှင်ဤစွတ်ကငကပတ်များနဲ့တရားမင်းအတွင်ဖန်ဆင်းနိုင်တဲ့စုကိုပေးပါတယ်။မြမမင်းကမြမရှတများနဲ့မြေပြင်ပေါ်မှာတည်ဆုံခြင်းမရှိစေရစုကိုပေးပါတယ်။အကယ်၍ရဏဖတ်ရဲ့ခေါင်းပြက်ပြီးမြေပေါ်ကျခဲ့ရင်စัจ java ဝလာတစ်ခုလုံးမိလောင်ပျက်စီးသွားမှာဖြစ်တဲ့အတွက်မြမမင်းရဲ့ဖန်ဝံပါရွှေလင်ပန်းနဲ့ခံယူမှသာအန်တရယ်ကင်းမှာဖြစ်ပါတယ်။အရှင်နာရာယနာကတော့ဝိတနုပါဏံမြားကိုပေးခဲ့ပါတယ်။တတဂီရီကသူ့သားတကိုးကြီးမှန်းသိတော့တရားမင်းကိုတိုက်ခိုက်ပြီးနတ်ပြည်ကိုတင်ခိုင်းပါတယ်။ရဏဖတ်စစ်တပ်ကြီးနဲ့နတ်ပြည်ကိုတိုက်ခိုက်တဲ့အခါတရားမင်းဟာစစ်ရှုံးပြီးရထလုံးနဲ့စင်ကိုထားခဲ့ကထွက်ပြေးရပါတယ်။ရဏဖက်ကတရားမင်းရဲ့စัจ java လက်နက်ကိုယူပြီးဖခင်ဖြစ်သူဒတဂီရီစီကိုပြန်လာတဲ့အတွက်ဒတဂီရီကသူ့သားကိုအိန္ဒြဇိတလို့အမည်ပြောင်းပေးလိုက်ပါတယ်။ဒိဗေကတော့တရားမင်းကိုအနိုင်ယူသူလို့ဖြစ်ပါတယ်။ဒီလိုနဲ့ဒတဂီရီရဲ့အာဏာဟာနတ်ပြည်တီလွှမ်းမိုးသွားပြီးလူသားတွေနဲ့ရသေးတွေပါဒုက္ခရောက်ကုန်ပါတယ်။အဲ့ဒီချိန်မှာအယုဒ္ဓယပြည်မှာဒတရထမင်းကြီးအုပ်စိုးနေပါတယ်။မင်းကြီးမှာမိဖုရားသုံးပါးရှိပေမဲ့ရင်သွေးတော်မရှိတဲ့အတွက်ကလိုင်ကုတ်ရသေးကိုပင်ပြီးရစ်ပူဇော်ပွဲလုပ်ပါတယ်။ကလိုင်ကုတ်ရသေးကလောကကြီးမှောင်မိုက်နေတာကိုနှိမ်နှင်းဖို့အရှင်ဣစွတ်စီတွားရောက်လျှောက်ထားတဲ့အတွက်အရှင်ဣစွတ်ကအရှင်နာရာယနာကိုလူပြည်စင်ဖို့တိုက်တွန်းပါတယ်။ရသေးကြီးတွေကသုံးညတိုင်တိုင်နတ်တုတ်တာထမင်းကိုရစ်ပူဇော်တဲ့အခါပြီးပုံထဲကနေဘလူးတကောင်ရွှေလင်ပန်းနဲ့နတ်တုတ်တာထမင်းလေးလုံးကိုယူဆောင်လာပါတယ်။အဲ့ဒီထမင်းနဲ့ဟာအလင်္ကာဒီပနန်းတော်ကမိဖုရားနန်တော်ရဲ့ခေါင်းထဲအထိရောက်သွားပြီးအသေးအတန်စားကျင်စိတ်ပေါ်လာပါတယ်။ဒါကြောင့်ဒတဂီရီကကြီးကဲ့အတွင်ပြောင်းနိုင်တဲ့ဘလူးမတယောက်ကိုခိုင်းပြီးထမင်းတစ်ဝက်ကိုခိုးယူခိုင်းပါတယ်။မိဖုရားနန်တော်ကအဲ့ဒီထမင်းကိုစားလိုက်တဲ့အတွက်ကိုဝင်ရသွားပါတယ်။အယုဒ္ဓယမှာတော့ကျန်တဲ့ထမင်းသုံးလုံးကိုမိဖုရားသုံးပါးကစားပါတယ်။ပထမမိဖုရားကရာမမင်းသားနာရာယနာအဝတာကိုဖွားမြင်ပါတယ်။ဒုတိယမိဖုရားကဗရဏမင်းသားနာရာယနာရဲ့စัจ java လက်နက်ကိုဖွားမြင်ပါတယ်။တတိယမိဖုရားကတော့လက္ခဏာမင်းသားနဲ့တတ္တရုကနာမင်းသားနာရာယနာရဲ့ခယူသင်းနဂါးပလင်းနဲ့ဒုက္ခောက်လက်နက်တို့ကိုဖွားမြင်ပါတယ်။မိဖုရားနန်တော်စားလိုက်တဲ့ထမင်းတစ်ဝက်ကနေမွေးဖွားလာသူကတော့နာရာယနာရဲ့မိဖုရားလက်ခမီနတ်သမီးအဝတာဆင်းလာတဲ့မေတီတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒတဂီရီမှာလူသားသမီးတီတာရှိနေတာဖြစ်ပါတယ်။မေတီတာမွေးလာတဲ့အခါတိုင်းပြည်ပျက်စီးလိမ့်မယ်လို့၃ချိန်អော်တဲ့အတွက်သူ့ရဲ့ညီတော်ဝိပိသနာကဒီကလေးဟာဒတဂီရီကိုပျက်စီးစေမယ်လို့ဟောပါတယ်။ဒတဂီရီကသူ့သမီးအရင်ကိုမတက်ရက်တာနဲ့ရွှေကြုတ်ထဲထည့်ပြီးရေမှာမျောလိုက်ပါတယ်။အဲ့ဒီရွှေကြုံဟာဇနဂါမင်းကြီးရသေးဝင့်နေတဲ့ကျောင်းတင်ကန်းနာကိုမျောလာပါတယ်။ရသေးကြီးကကလေးကိုမွေးဖို့မတင်တော်တဲ့အတွက်ရွှေကြုတ်ကိုမြေကြီးထဲမှာမြုပ်နှံပြီးမေတော်ပထဝီမြေဆောင်နတ်သမီးကိုစောင့်ရှောက်ဖို့အနံခဲ့ပါတယ်။16နှစ်ကြာတဲ့အခါဇနဂါမင်းကြီးကနန်းတော်ကိုပြန်တော့မယ်ဆိုပြီးမြေမြုပ်ထားတဲ့ရွှေကြုတ်ကိုပြန်တူးပါတယ်။အဲ့ဒီအခါအလွန်လှပတဲ့မိန်းကလေးကိုတွေ့ရတဲ့အတွက်တီတာလို့အမည်ပေးပြီးသမီးအဖြစ်မွေးစားလိုက်ပါတယ်။အဲ့ဒီအချိန်မှာရာမမင်းသားဟာလည်းရွှေရောက်ပြီးပညာစုံနေပါပြီ။ဇနဂါမင်းကြီးကမေတီတာအတွက်လက်ထပ်ပွဲကျင်းပပြီးလူတစ်ထောင်မရတဲ့လေးတော်ကြီးကိုမနိုင်သူနဲ့လက်ထပ်ပေးမယ်လို့ကြေညာပါတယ်။ရာမမင်းသားလေးတော်ကြီးကိုအလွယ်တကူမလိုက်နိုင်တဲ့အတွက်မေတီတာနဲ့လက်ထပ်ခွင့်ရပြီးပျော်ရွှင်စွာနေထိုင်ကြပါတယ်။ဒါကတော့ရာမမင်းသားနဲ့မေတီတာတို့မွေးဖွားလာပုံကြောင့်ပဲဖြစ်ပါတယ်။နာရာယနာတွေမကပဲသူ့ရဲ့လက်နက်တွေနဲ့နတ်ပြည်ကနတ်သားတွေပါရာမမင်းသားကိုကူညီဖို့လူပြည်ကိုဆင့်သက်လာကြတာဖြစ်ပါတယ်။နောက်ပိုင်းမှာစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးသွားပါမယ်။အမှားယွင်းရှိရင်တောင်းပန်ပါတယ်။ Like, Follow နဲ့ Share လုပ်ပေးဖို့မမေ့ပါနဲ့ဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်